စိတ်ရဲ့အညစ်အကြေးတွေဖယ်ရှားနိုင်မှကောင်းကျိုးချမ်းသာတွေကိုရနိုင်မှာဖြစ်လို့အဲ့တော့ဖယ်ရှားမယ်ဒီသုတ်တံမှာတော့ဘာနဲ့ဖယ်ရှားမယ်ဆိုတာကိုတော့တိတိကျကျဟောပြီးတော့မထားဘူးမြတ်စွာဘုရား။ဘာကြောင့်ဒီမှာတိတိကျကျမဟောတာတုံးဆိုမြတ်စွာဘုရားရဲ့တပိဿဝကတွေအနေနဲ့စိတ်ရဲ့အညစ်အကြေးတွေကိုဘယ်လိုဖယ်ရမယ်ဆိုတာသိရှိနားလည်ပြီးဖြစ်လို့လည်းဖြစ်လိမ့်မယ်။ဘာကြောင့်လဲဆိုဒီမှာပထမမြတ်စွာဘုရားဟောလိုက်တယ်စိတ်တွေတန်ကိလေထေဒုက္ခတိပါတိပိခင်ခာစိတ်တွေညစ်နွမ်းမယ်ဆိုရင်မကောင်းတဲ့အလားလားပဲမျောလင့်ရမယ်လို့စိတ်တွေအတန်ကိလေထေဒုက္ခတိပါတိခင်ခာစိတ်ဟာညစ်ညူးမှုညစ်ပေမှုမရှိဘူးဆိုရင်ကောင်းတဲ့အလားလားကိုမျောလင့်နိုင်တယ်လို့ဒီစကားကစပြီးတော့ဟောလာတယ်ဟောပြီးတဲ့ဒုတိယအချက်ကြတော့စိတ်ရဲ့အညစ်အကြေးဆိုတာဘာတွေလဲဆိုပြီး16မျိုးမြတ်စွာဘုရားဟောသွားတယ်စိတ်ရဲ့အညစ်အကြေး16မျိုးလူတွေမှာများသောအားဖြင့်ဖြစ်လိဖြစ်တာရှိတယ်ဒီ16မျိုးမြတ်စွာဘုရားရှင်းလင်းဟောကြားတာဖြစ်အဲ့ဒါဟောပြီးတဲ့နောက်မှာတော့ဒီစိတ်ရဲ့အညစ်အကြေးကိုစိတ်ရဲ့အညစ်အကြေးလို့သိရမယ်သိပြီးရင်ဖယ်ရမယ်နောက်ဆုံးဖယ်ပြီးဖြစ်ရမယ်လို့ပဇဟတိပဟိနောဟောတိလို့ဒီလိုလေးပဲမြတ်စွာဘုရားကတမန်လေးပဲဟောထားတယ်စိတ်ရဲ့အညစ်အကြေးကိုအညစ်ညမ်းမှအညစ်အကြေးဆိုတာသိရမယ်ဒါပါနဲ့သိပါတော့ဆိုရင်စိတ်ဓာတ်နုပဒနာနဲ့တတိနဲ့ပညာနဲ့ဝိရိယနဲ့ပေါင်းစပ်မှသိနိုင်တာဟုတ်အဲ့တတိပ္ပံတရားတော်ထဲမှာစိတ်ဓာတ်နုပဒနာဆိုတာကိုယ်စိတ်ဟာရာဂနဲ့တွဲနေသလားဒေါသနဲ့တွဲနေသလားမောဟနဲ့တွဲနေသလားဆိုတာဆင်ញင်သုံးသပ်ရမယ်အနုပဒနာဆိုတာအချိန်ချင်းထပ်ထပ်ဆင်ញင်သုံးသပ်တာ contemplation လို့ခေါ်တယ်အဲ့တော့ကိုယ်စိတ်ကို contemplate လုပ်ဖို့လိုတယ်ပေါ့အဲ့တော့စိတ်ကိုတတိနဲ့ပညာနဲ့စောင့်ကြည့်ရမယ်ကိုယ်စိတ်ကိုဆင်ញင်သုံးသပ်ပြီးစောင့်ကြည့်ရမယ်စောင့်ကြည့်တဲ့အခါမှာအဖြေထုတ်လို့ရငါစိတ်မှာလောဘတွေမကြာခဏဖြစ်တယ်ဒေါသတွေဖြစ်တယ်အလုံးကတော့ဖြစ်နေတာမဟုတ်ဘူးနော်လောဘဆိုလည်းအမြဲဖြစ်နေတာမဟုတ်ဘူးဒေါသဆိုလည်းအမြဲဖြစ်နေတာမဟုတ်ဘူးမာနတို့အိတ်သားတို့မစ္စရိယတို့ဆိုလည်းအမြဲဖြစ်တာမဟုတ်ဘူးအကြောင်းတိုက်ဆိုင်လာတဲ့အခါမှာဖြစ်လာတတ်တာဖြစ်တဲ့အခါမှာကိုသုံးသပ်ရမှာပါတော့ဆိုဖြစ်လာတဲ့အကျိန်များသလားနော်ဖြစ်လာတဲ့အခါရောပြင်းထန်မှုရှိသလားအကျိန်များသလားအရှိန်ကပြင်းထန်သလားဒီနှစ်ခုမှစဉ်းစားအဲ့တော့ကိုယ်တဏ္ဍာမှာလောဘရှိတာရှိမှမသိဘူးဒေါသဖြစ်တာဖြစ်မှမသိဘူးမောဟဖြစ်တာဖြစ်မှမသိဘူးစိတ်ရဲ့အညစ်အကြေးတွေကိုယ်တဏ္ဍာမှာရှိနေတာရှိမှမသိဘူးဆိုရင်အဲ့ဒီပုဂ္ဂိုလ်ဟာသိတောင်မှမသိတော့ဘယ်လိုလုပ်ပြီးတော့ကြိုးစားမှာဘယ်လိုလုပ်ပြီးဖယ်ရှားဖို့ဆိုတာဖြစ်နိုင်မလို့ဒါကြောင့်မို့မြတ်စွာဘုရားစိတ်တတဥပကိလေသောတိဣတိဝိဒိတဝါစိတ်တတဥပကိလေတံပစဟတိတဲ့လောဘဟာစိတ်ရဲ့ဝိသမလောဘသို့မဟုတ်အဘိဓါဟာစိတ်ရဲ့အညစ်အကြေးပဲလို့သိပါတဲ့သိပြီးတဲ့အခါမှာပယ်ပါဒီလိုပြောတာတော့သိလိုက်တာနဲ့ပဲတချို့ကနောက်ဆုတ်သွားတယ်လေမသိပဲနေပဲပဲနဲ့သိတာပညာပဲလောဘဖြစ်တာကိုဖြစ်တယ်လို့သိလိုက်တာပညာပဲအဲ့ဒါနဲ့တည်းပဲလောဘနောက်ဆုတ်သွားတယ်ဘာကြောင့်လို့ဆိုရင်သိခြင်းကြောင့်လောဘကမဖြစ်ဘူးလောဘဖြစ်တာဘာကြောင့်ဖြစ်တာတော့ဆိုအိဋ္ဌယုံပေါ်မှာအတွေးလွဲမှားခြင်းကြောင့်ဖြစ်တာလူချင်းစရာအာယုန်နဲ့တွေ့ရင်လောဘဖြစ်တယ်တွေ့တိုင်းဖြစ်သလားဆိုမဖြစ်ဘူးလူချင်းစရာအာယုန်နဲ့လည်းတွေ့တယ်အတွေးကလည်းလောဘနဲ့တွေးမိတယ်ဆိုရင်ဖြစ်လာတယ်ဒီလိုဆိုလိုတယ်နော်ဒေါသကြတော့အနိဋ္ဌယုန်နဲ့တွေးတယ်အနိဋ္ဌယုန်ဆိုကိုမကြိုက်တာကိုပြောတာ
ကိုမကြိုက်တဲ့ဟာနဲ့တွေ့လာတွေ့တိုင်းဖြစ်သလားလို့ဆိုအဲ့လိုလည်းမဖြစ်ဘူးတွေ့ပြီးတဲ့အခါမှာဒီမသိမတင်နှလုံးသွင်းလိုက်တာပေါ့မသိမတင်နှလုံးသွင်းလိုက်တဲ့ဆိုတာအသိဉာဏ်ကင်းမဲ့သွားတာဆိုလို့တယ်မမှန်မကန်တွေးလိုက်တဲ့အခါမှာဒေါသဖြစ်လာတာလေငါကိုစော်ကားတာပဲလို့တွေးလိုက်ရင်လေဒေါသဖြစ်တာငါဆဲတာပဲလို့သိလိုက်ရင်လေဒေါသဖြစ်တာတော့အဲ့လိုသူကအကြောင်းကြောင့်ဖြစ်လာတာဘာကြောင့်ဖြစ်တယ်ဆိုတာကိုသိရမယ်အဲ့တော့မြတ်စွာဘုရားကအတူလေးတွေဟောတာဝိဒိတ်တဝါသိရှိရအဲ့တော့သိရှိဖို့အတွက်ဘာလိုအပ်တုံးဆိုရင်တတိရဲ့သမာဓိရဲ့ပညာရဲ့ဒီသုံးခုလိုအပ်တယ်ဝိရိယရဲ့ပေါ့လေဒီသဘာဝတရားတစ်ခုကိုသိဖို့ဆိုတာကြတော့နော်မဟာသတိပဋ္ဌာန်သုံးပါးညွှန်ကြားထားတဲ့အတိုင်းပဲအတ္တပိသိအောင်ကြိုးစားမှုရှိရမယ်သမ္ပဇာနောဆင်ញင်ရမယ်ပညာရှိရမယ်တတိမှာတတိရှိရမယ်အဓိကကတော့ဒီသုံးခုပါဝိရိယရဲ့တတိရဲ့ပညာရဲ့ဒီသုံးခုပေါင်းစပ်လိုက်မယ်ဆိုလို့ရှိရင်တော့ခုနကိုယ်တဏ္ဍမှာလောဘဖြစ်ရင်လည်းဖြစ်တယ်လို့သိလိုက်တယ်ဒေါသဖြစ်ရင်လည်းဖြစ်တယ်လို့သိရမယ်အဲ့ဒီသိတာဟာသူ့ကိုတားဆင်းခြင်းသိတယ်ဆိုတာဘာနဲ့သိတာတော့ဆိုရင်ခုနတတိနဲ့ပညာနဲ့တတိကယူပေးလို့ပညာကသိတာလေတတိဘာပဲနဲ့သိတာမဟုတ်ဘူးအဲ့ဒါလေးကိုကွဲပြားခြားနာအောင်ဘယ်လိုမှတ်မလဲတတိကဒေါသကိုယူဆောင်ပေးလိုက်တယ်စိတ်နဲ့ပေါင်းစုံပေးလိုက်တယ်အေးဒေါသဖြစ်နေပြီဆိုတာတတိက information ပေးတာတတိကသတင်းပေးလိုက်တာပေးလိုက်တဲ့အခါကျတော့ပညာကသိလိုက်တာတတိကသတင်းမပေးရင်ပညာကမသိဘူးသဘာဝတရားတွေဟာပေါင်းစပ်ပြီးတော့လုပ်တာအဲ့ဒါလို့တတိလည်းသတင်းပေးတာတို့ပညာကသိတာတို့ဆိုတာစူးစမ်းမှုတစ်ခုပဲအဲ့ဒါကြောင့်မို့ဝိရိယဆိုတာလည်းပါတယ်လို့သူဆိုလို့တယ်ပေါ့နော်ကြည့်လိုက်မယ်ဆိုလို့ရှိရင်တော့မဂ္ဂင်၈ပါးတွေကထည့်ပြောမယ်ဆိုလို့ရှိရင်သမသင်္ကပ္ပဆိုတဲ့မဂ္ဂနဲ့အတွေ့လည်းပါတယ်သမဝါယာမဆိုကြိုးစားမှုလည်းပါတယ်သမတတိဆိုတဲ့တတိရှိမှုလည်းပါတယ်သမသမာဓိလို့ဆိုတဲ့အခိုက်အတန့်စိတ်တည်ငြိမ်မှုလည်းပါတယ်အဲ့ဒါတွေပါမှသမဒိဋ္ဌိဆိုမဂ္ဂဆိုတာမြင်တာဖြစ်တယ်ကမ္မထာအထုတ်တယ်ဆိုတာအဲ့ဒီ၅ခုနဲ့လှုပ်လှုပ်တာပဲတခြားဘာမှမပါဘူးအဲ့ဒီ၅ခုနဲ့လှုပ်တာအဓိကကိုပြောတာအဓိကသူတို့၅ခုရဲ့ဆောင်ရွက်မှုပဲနော်မဂ္ဂင်၈ပါးတွေကအလုံးလုံးနေတာဘယ်သူတွေတုံးဆိုရင်သမသင်္ကပ္ပသမဝါယာမသမတတိသမသမာဓိနောက်ပြီးတော့သမဒိဋ္ဌိအဲ့ဒီ၅ခုဟာတပြိုင်နဲ့ပေါင်းစပ်ပြီးတော့လုပ်ပေါင်းစပ်လုပ်နေတယ်ဆိုတာဘယ်ဒီတရားထုတ်မှမဟုတ်ဘူးတခြားနေရာလဲပေါင်းစပ်တာပဲစာဖတ်တဲ့ဆိုစာဖတ်လို့ရှိရင်အကုန်လုံးပြောရမယ်ဆိုရင်စာအုပ်ရယ်နော်စာအုပ်ဖွင့်ပေးတဲ့လက်ရယ်မျက်လုံးရယ်စိတ်ရယ်အသိဉာဏ်ရယ်ပေါင်းစပ်ထားတာပဲအပေါင်းစပ်မှဒါတစ်ခုဖြစ်တာလေမျက်လုံးတစ်ခုတည်းနဲ့လည်းမဖြစ်ဘူးနော်လက်တစ်ခုတည်းနဲ့လည်းမဖြစ်ဘူးစာအုပ်တစ်ခုတည်းနဲ့လည်းမဖြစ်ဘူးစာအုပ်လေးရှိရမယ်လက်ကလည်းဖွင့်ပေးရမယ်နော်လက်ကလည်းဖွင့်ပေးရမယ်မျက်စိကလည်းကြည့်ရမယ်ဒါအကြမ်းမြင့်ပြောတာအလုံးကပေါင်းစပ်တာပေါင်းစပ်ပြီးတော့လုပ်ရတယ်ပေါင်းစပ်ထားပြီမဲ့လို့အလုံးကအလုတ်ကိုတူတူလုပ်တာဖြစ်တော့ကြောင့်တစ်ခုတည်းကဲ့သို့အဲ့ဒါ unity လို့ခေါ်တယ်တစ်ခုတည်းကဲ့သို့လောက်တာတော့အများကြီးကောင်းမောင်းနေတယ်ဆိုရင်လည်းပဲတစ်ခုတည်းကဲ့သို့ဖြစ်တာပဲလေစဉ်းစားကြည့်ပေါ့ဘယ်သူတွေပေါင်းနေတာတော့ဆိုဒရိုင်ဝါရဲ့ကာဘော်ဒီတွေရဲ့ကာဘေးရဲ့ဓာတ်ဆီရဲ့နော်အင်ဂျင်ရဲ့အလုံးပေါင်းတာလေတခုမပါလို့ရှိရင်မရဘူးဝါယာကြိုးလေးတစ်ချောင်းကစားပြီးတော့လက်သွားလို့မရဘူးလေအဲ့တော့အလုံးပေါင်းလိုက်မှကားသွားလို့ရတယ်အဲ့ဒါလိုလူရဲ့စိတ်မှလည်းပဲအလုံးပေါင်းပြီးလှုပ်လှုပ်တာအဲ့သဘောတရားကို
အရာရာမှာဆင်ញင်သုံးသပ်ကြည့်ဖို့လိုတယ်ပေါ့တော့ကမ္မထာအထုတ်တဲ့ဆိုတာအဓိကနဲ့အဓိကမဟုတ်တာပြောကြတာဥပမာပန်းလေးတစ်ဝင်းကိုကြည့်တယ်ဆိုတာမျက်စိကအဓိကပဲမျက်စိပဲပါကြည့်လို့မရတို့တော့မျက်စိတစ်ခုတည်းလားလို့ဆိုမဟုတ်ဘူးပန်းဝင်လည်းရှိရမယ်အာယုစူးစိုက်မှုလည်းရှိရမယ်တတိထားမှုကလည်းရှိရမယ်အဲ့ဒါမမြင်တာတို့ဆိုမမြင်ဘူးအလင်းရောင်လည်းရှိရမယ်ကြားထဲမှာအဲ့လိုအကြောင်းတွေအများကြီးပေါင်းတာအဲ့ဒါတွေကိုဒီမှာလဲစိတ်ရဲ့အညစ်အကြေးဖြစ်တဲ့လောဘကိုစိတ်ရဲ့အညစ်အကြေးလို့သိရမယ်။ဘာနဲ့သိတာတော့ဆိုရင်သိတာတော့ဉာဏ်နဲ့သိတာ။ဒါဖြင့်ဉာဏ်တစ်ခုတည်းကသိလို့ရလား။ဉာဏ်ကတော့သိတာဟုတ်တယ်သူကိစ္စသိတာ။သူသိအောင်ဘယ်သူတွေကပံ့ပိုးပေးရတော့ဉာဏ်ကသိအောင်ဘယ်သူတွေကပံ့ပိုးပေးရတတိယပံ့ပိုးပေးရတယ်သမာဓိကပံ့ပိုးပေးရတယ်လုံလဝိရိယပံ့ပိုးပေးရတယ်သမ္မာသင်္ကပ္ပဆိုတဲ့တွေးတောမှုကပံ့ပိုးပေးရတယ်အဲ့ဒီပံ့ပိုးပေးမှတတိယပညာကသိတာဥပမာထေရှားအောင်ပြောမယ်ဆိုရင်နော်လူတယောက်လမ်းလျှောက်တယ်လမ်းလျှောက်တယ်ဆိုတဲ့နေရာအဓိကသူတို့ဆိုခြေတော့ပဲဒါပေမဲ့ခြေတော်လေးရှိုံနဲ့လမ်းလျှောက်လို့ရလားလို့ဆိုမဟုတ်ဘူးမျက်စိကကြည့်ပေးရတယ်ကြံတဲ့ခန္ဓာကိုယ်စိတ်ပိုင်းတွေကဖြောင်းဖြောင်းမတ်မတ်သွားနေအောင်ထိမ့်ပေးရတယ်နော်ခြေတော်ကမြောက်မှုချမှုလုပ်ပေးရတယ်အားလုံးကဝိုင်းလုပ်ကြတာတခုတည်းမဟုတ်ဝိုင်းလုပ်တာဝိုင်းလုပ်တဲ့အခါမှာဖြောင်းမတ်တဲ့လမ်းခရီးကိုရှောက်လှမ်းနိုင်တာဖြစ်တယ်ဘယ်ရာပဲဖြစ်ဖြစ်ပေါင်းစပ်ပြီးလုပ်တယ်ဆိုသတိထားဖို့ပေါ့အဲ့တော့မြတ်စွာဘုရားကဒီမှာလောဘအဘိဇ္ဇာဝိသမလောဘပြပါရဆိုတဲ့ဒီတရားဟာစိတ်ရဲ့အညစ်အကြေးလို့သိပါသိပြီးတဲ့အခါမှာအဲ့ဒါကိုဖယ်ရှားဖို့ကြိုးစားပါဖယ်ရှားပါလို့သူတို့ဟောတယ်ဘာနဲ့ဖယ်ရှားပါလို့တော့မဟောဘူးဒီမှာအဲ့တော့အထက်ကရာဆရာကဖြည့်ဆွက်ပေးတယ်ဒီသုတ်တံမှာမြတ်စွာဘုရားဆိုလိုတာကတဲ့ဘာနဲ့ဖယ်ရှားမလဲလို့ဆိုလို့ရှိရင်အနာဂါမိမဲ့နဲ့ဖယ်ရှားပါလို့သူတို့ဆိုလိုတယ်ပေါ့နာဂါမိမဲ့နဲ့ဖယ်ရှားရင်ဒါပြင်သောတပတိမဲ့နဲ့မဖယ်ရဘူးလားဆိုမဟုတ်ဘူးဒိဋ္ဌိဝိသိကိစ္စသောတပတိမဲ့နဲ့ဖယ်တာပဲနော်အနာဂံဆင့်ကိုပြောလိုက်တာပေါ့အနာဂံဆင့်ဖယ်ရှားမှုကိုဆိုလိုတယ်လို့ဒါကတော့ဒီစိတ်ရဲ့အညစ်အကြေးတွေအလုံးဟာအရဟတမေကျမှာကုန်တာပါမနေ့ကပြောခဲ့တဲ့အတိုင်းပဲသောတပတိမဲ့နဲ့ဖယ်ရှားတဲ့စိတ်ရဲ့ညစ်ကြေးကမက္ခတဲ့ပလသာတဲ့အိတ်သားတဲ့မစ္စရိယမာယတာထေယဒီ6ခုဒီ6ခုကသောတပတိမဲ့နဲ့ဖယ်ရှားတာအနာဂါမိနဲ့ဖယ်ရှားတာကပြပါရရဲ့ကောဓာရဲ့ဥပနာဟရဲ့ပမာဒရဲ့ဒီ4ခုဖယ်ရှားမှာအဲ့တော့သောတပတိမဲ့ဖယ်ရှားတာရဲ့အနာဂါမိနဲ့ဖယ်ရှားတာရဲ့6ခုနဲ့4ခုဆို10ခုပဲဖယ်ရှားသေးတယ်အရဟတမေနဲ့ကြတော့မှကျန်တာတွေကအဘိဇ္ဇဝိသမလောဘဓမ္မတာရမမာနအတိမာနမဒ္ဒအဲ့ဒါတွေကြတော့ဒီ6ခုကြတော့ယဟန္တာအရဟတမေနဲ့မှဖယ်ရှားတာအဲ့တော့မြတ်စွာဘုရားဆိုလိုတာလေဒီနောက်ဆက်လာတာနဲ့ကြည့်ပြီးတော့ထက်ကရာဆရာကအနာဂါမိလို့မဲ့လို့ပြောတာအကုန်မဟုတ်သေးဘူးဘာလို့လဲဆိုနောက်ထပ်အရဟတမေရဖို့ကိုမြတ်စွာဘုရားဆက်ဟောမှဆိုလို့အခြေခံအဆင့်ဖယ်ရှားတာအနာဂါနဲ့ဖယ်ရှားတယ်ဆိုတဲ့အဆင့်ထိအောင်ဖွင့်ပြတာဒါဖြစ်တယ်ပေါ့ဒါသူ့အကြောင်းနဲ့သူဖွင့်ပြမြတ်စွာဘုရားဟောတာတော့ဒီနေရာမှာသိပြီးတော့ဖယ်ရှားတယ်ဆိုတာဘာနဲ့ဖယ်ရှားမလို့ဆိုရင်ပြောရမယ်ဆိုရင်သမာဓိနဲ့ဖယ်ရှားမယ်ပညာနဲ့ဖယ်ရှားမယ်ဒီလိုပဲအကျဉ်းအပြည့်ပြောရမှာသီလသမာဓိပညာနဲ့ပဲဖယ်ရှားမယ်လို့ပြောရမှာအဲ့လိုဖယ်ရှားလိုက်လို့စိတ်ရဲ့အညစ်အကြေးတွေဟာစိတ်မှာရှိတဲ့အညစ်အကြေးတွေဟာလျော့ပါသွားတယ်သို့မဟုတ်ဒီသောတပန်ဖြစ်လိုက်တာနဲ့အညစ်အကြေး6ခုလျော့ပါသွားတယ်အနာဂံဖြစ်လိုက်တာနဲ့နောက်ထပ်4ခုလျော့ပါသွား10ခုလျော့ပါသွားတယ်ဒီလိုဆိုလို့ရပေါ့အဲ့ဒီလိုအဲ့ဒီအပိုင်းထိအောင်မနေ့ကရှင်းပြပြီးပြီပေါ့
အဲ့လိုဖယ်ရှားလိုက်တဲ့အခါမှာဘာတွေဖြစ်လာတော့ဆိုမြတ်စွာဘုရားဆက်ဟောတာကိလေသာဖယ်ရှားမှုကစိတ်ရဲ့အညစ်အကြေးတွေကိုဖယ်ရှားမှုကိုတမန်ဟောကြားပြီးတဲ့နောက်မှာကိလေသာဖယ်ရှားလိုက်ပြီဆိုလို့ရှိရင်အညစ်အကြေးကင်းသွားတယ်အညစ်အကြေးကင်းသွားတယ်ဆိုစိတ်ကကြည်လင်လာတယ်ဆိုတော့မှန်မောမှာအညစ်အကြေးတွေမှုံမွားတွေဖုံးနေမဲ့ဆိုလို့ရှိရင်မကြည်လင်ဘူးအဲ့ဒါကိုရှင်းထုတ်လိုက်တဲ့အခါကျတော့မှန်ပြင်ဟာကြည်လင်လာတယ်အဲ့ကြည်လင်လာတယ်လို့စိတ်ထဲကအညစ်အကြေးတွေကိုရှင်းထုတ်လိုက်တဲ့အခါမှာစိတ်ဟာကြည်လင်လာတယ်အဲ့ဒီစိတ်ကြည်လင်မှုတွေအထောက်အကူလောက်ထီအောင်ဖြစ်လာတော့ဆိုစိတ်ကြည်လင်နေဆိုတဲ့တရားတရားနဲ့အသိဉာဏ်တရားဖြစ်လာတယ်တရားဖြစ်လာတော့ကြည်လင်မှု၃ရပ်ကိုမြတ်စွာဘုရားကဆက်ဟောတယ်ဗုဒ္ဓေအဝိစ္စပတနေနသမန္တာကတောဟောတိအဲ့လိုစိတ်ရဲ့အညစ်အကြေးတွေကိုဖယ်လိုက်တာနဲ့မြတ်စွာဘုရားရဲ့ခုံနဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားရဲ့ခုံပေါ်မှာဒီခိုင်မြဲတဲ့တရားတရားအသိဉာဏ်နဲ့သိပြီးတော့ခိုင်မြဲတဲ့တရားတရားပေါ်လာတယ်တရားကိုဥဒိပြောတာအဝိစ္စပတာတာဆိုတာဘုရားရဲ့ခုံပေါ်မှာလုံးဝတန်တရားမရှိဘဲနဲ့မြတ်စွာဘုရားရဲ့ခုံပေါ်မှာစိတ်ဟာကြည်လင်ပြီးတော့လာတယ်စိတ်ကြည်လင်နေဆိုတဲ့သဘောတရားဟာလောဘလည်းဖြစ်မလာဘူးဒေါသလည်းမဖြစ်မလာဘူးနော်စိတ်ကြည်နေတဲ့ဆိုတဲ့အချိန်လေးမှာလူဟာကောင်းတာလုပ်ဖို့ပဲစဉ်းစားတာစိတ်မကြည်ရင်ကောင်းတာလုပ်ဖို့မစဉ်းစားဘူးနော်လောဘဒေါသတွေကြောင့်ညှဉ်းနှွမ်းနေတဲ့စိတ်ဟာကောင်းတဲ့ဘက်ကိုဘယ်တော့မှမစဉ်းစားဘူးစိတ်ကြည်လင်နေတဲ့ပုဂ္ဂိုလ်ကဒါနလုပ်အောင်ပဲဘုရားရှိခိုးအောင်ပဲဘုရားပန်းလှူအောင်ပဲဥပုသ်ဆောင်အောင်ပဲဆိုတဲ့အတွေ့တွေကစိတ်ကြည်နေမှာပေါ်တာအဲ့ဒါတရားရဲ့စွမ်းအားကကိလေသာဆိုတဲ့အညစ်အကြေးတွေကိုဖယ်ရှားပြစ်တာဘုရားကုံကိုအာရုံပြုပြီးတော့စိတ်ဟာကြည်နူးနေတယ်ဘုရားကုံဆိုတာအလုံးသိတဲ့အတိုင်းဣတိပိသောမှာပါတဲ့အရဟံသမ္မာသမ္ဗုဒ္ဓစာတဲ့ခုံနေပဲအဲ့ဒီခုံနေရဲ့အနှစ်သာရတွေအဲ့ဒီခုံနေရဲ့တကယ်ပုံရိပ်တွေကိုစိတ်ထဲမှာကြည်နူးဝမ်းသာစွာရှုမှတ်ပြီးတော့တရားစိတ်တွေတပွားပွားဖြစ်တယ်ကြည်ညိုတဲ့စိတ်တွေတပွားပွားဖြစ်တယ်စိတ်ဟာကြည်လင်နေတယ်တရားဆိုတဲ့ဟာသူကမှန်ကန်စွာသိတဲ့ပညာနဲ့မှသူကလမ်းဖြောင်းတာတာမန်ယုံကြည်တာမျိုးမဟုတ်ပဲနဲ့တကယ်ကိုမြတ်စွာဘုရားဟာအရဟံဂုဏ်နဲ့ပြည့်စုံပါပေတယ်သမ္မာသမ္ဗုဒ္ဓဂုဏ်နဲ့ပြည့်စုံပါပေတယ်လို့ဂုဏ်တော်တစ်ပါးချင်းတွေးရင်းကနေပြီးတော့ဘုရားပေါ်မှာကြည်နူးမှုတွေယုံကြည်မှုတွေဆုံးဖြတ်ချက်ချမှုတွေပေါ်လာတယ်အဲ့ဒါကိုအဝိဇ္ဇပတာဒလို့ခေါ်တယ်အဲ့တော့ယမယံခတရားထုတ်တဲ့ပုဂ္ဂိုလ်တွေဟာဘုရားကုံကိုအာရုံပြုပေးရတယ်ဝိပဿနာတရားထုတ်ပြီးဆိုရင်ဝိပဿနာတရားကယုတ်တရားနံတရားတွေရဲ့ဖြစ်မှုပြတ်မှုတွေကြီးပဲတွေ့ရတဲ့အခါမှာဝိပဿနာက6ကပ်စိတ်ပြည့်စရာတွေကြီးပဲတွေ့လာတတ်တယ်ဒါမို့ဝိပဿနာဒုက္ခတာအတ္တနာလို့ဆိုတယ်ဝိပဿနာဟာမကျေနပ်စရာဒုက္ခရဲ့ဒုက္ခနဲ့နီးတယ်လို့ပြောတာ။ဘာလို့အပြစ်တွေကြီးပဲကြည့်ရတာဝိပဿနာဆိုသင်္ခါရတရားတွေခန္ဓာရဲ့အပြစ်တွေနော်ရှုံဏတို့ရဲ့အပြစ်တွေဒါတွေပဲရှိတဲ့အခါကျတော့စိတ်ဟာကြည်လင်အေးမြတ်မှုမရနိုင်အပြစ်တွေကြီးပဲတွေ့နေတာအဲ့ဒီလိုအချိန်မျိုးမှာဖရာကုံလေးကိုအာယုံပြုပြီးတော့ကိုယ်စိတ်အားကိုမြင့်တင်ပေးရတယ်တဲ့တရားစွမ်းအားတွေတက်လာအောင်တစ်ခါလုပ်ပေးရတယ်အဲ့တော့ဝိပဿနာတရားအထုတ်တဲ့ဆိုဝိပဿနာတရားကြီးအထောက်ရတာမဟုတ်ဘူးစိတ်ကိုလူရဲ့စိတ်ဆိုတာပုံမှန်မဟုတ်ဘူးလူရဲ့စိတ်ကတခါတလေကျတော့တိတ်ပြီးတော့စိတ်အားတွေကတက်တယ်အဲ့ဒီခါကျလျှော့ပေးရမယ်တခါတလေကျတော့စိတ်ဓာတ်တွေကကျတဲ့အခါမြင့်တင်ပေးရစိတ်ဓာတ်တက်နေရင်လည်းလမ်းချော်တယ်
စိတ်ဓာတ်ကြနေရင်လဲလမ်းချော်တယ်စိတ်ယောဂမှာဆိုရင်စိတ်ထယောဂစိတ်ကြွယောဂစိတ်ပွားယောဂဆိုတာရှိသေးတယ်နော် psychology မှာစိတ်ပွားနေတယ်ဆိုတာဘာမှတွေးလို့မရဘူးခေါင်းကုတ်လို့မရဘူးစိတ်တွေပွားနေတယ်ရှုပ်ပွားနေတယ်နော်စိတ်ကြယောဂစိတ်ဓာတ်တွေကြနေတယ်စိတ်ထယောဂစိတ်တွေကတက်ကြွလွန်နေတယ်အဲ့ဒီလိုစိတ်တွေဟာပုံမှန်မဖြစ်တဲ့အခါကျတော့ပုံမှန်ဖြစ်သည့်ထိအောင်ပြုပြင်ပေးရမယ်သူပြုပြင်ပေးရတယ်ဘောဓိပက္ခိယတရားဘုဇင်9ပါးဆိုတဲ့တရားဟာအဲ့ဒီစိတ်ရဲ့ပုံမှန်မဟုတ်တဲ့အနေအထားတွေကိုအတိုင်းအတာတစ်ခုရဘောဓိပက္ခိယတရား9ပါးဘုဇင်တရား9ပါးတဲ့ကရှစ်သုံးပါးကိုစိတ်ဓာတ်တွေကြနေတဲ့အခါမှာရှစ်သုံးပါးကိုပွားရမယ်ဓမ္မဝိစီယဝိရိယပိတိဆိုတဲ့အဲ့ဒီဘုဇင်သုံးပါးကိုပွားရတယ်စိတ်ဓာတ်ကြနေတဲ့အချိန်မှာတက်လာစိတ်တရားဒါတက်နေတယ်နော်ပြင်းထန်လွန်နေတယ်ဆိုရင်ပြန်ချအဲ့ဒါကြဘာနဲ့ချပတ္တတိသမာဓိဥပိ္ပခာဆိုနောက်ဘုဇင်သုံးမျိုးနဲ့ချတတိကအတက်အကျကိုသိအောင်စောင့်ကြည့်ရမယ်အဲ့တော့ဘုဇင်9ပါးဟောတာအလကားမဟုတ်ဘူးမြတ်စွာဘုရားဘုဇင်9ပါးကကမ္မဋ္ဌာန်းအထုတ်တဲ့အချိန်မှာသူကထိန်းညှိဖို့ဟောတာဒါအမှန်တမ်းခဲနေထိန်းညှိပေးရမယ်မထိန်းလို့ရှိရင်လိုရာစခန်းမရောက်နိုင်ဘူးအလုံးဟာ balance ဖြစ်ရမယ်နော်တည်ငြိမ်နေရမယ်ဒါကြောင့်စိတ်တက်နေစိတ်တွေတက်ကြွနေလို့ရှိရင်တစ်မျိုးစိတ်တွေကြနေလို့ရှိရင်တစ်မျိုးအလုံးကိုထိန်းညှိပေးရတယ်သူဆိုလိုတယ်အဲ့တော့ကမ္မဋ္ဌာန်းထုတ်တဲ့အခါ guideline ပေးတာပဲဘုဇင်9ပါးဆိုတာအဲ့ဒါတွေလည်းသတိထားရတယ်ပေါ့တရားထုတ်တယ်ဆိုဒီတိုင်းပဲအားထုတ်နေလို့မရဘူးအဲ့တော့အတက်အကျချိပြီးတော့ပြုပြင်ထိမ့်သိမ့်သွားတာမျိုးအဲ့လိုကြိုးစားအထောက်ရမယ်လို့သူဆိုတယ်အဲ့တော့ရသော်ဘုရားရဲ့ဂုဏ်ကိုရံခါအာယုံပြုလိုက်တဲ့အခါမှာတရားစိတ်တွေနဲ့ချီနူးမှုတွေတက်လာတယ်အဲ့ဒီချီနူးမှုတွေကိုအခြေခံပြီးတော့ဝိပဿနာတရားကိုပြန်သွားလို့ရတယ်ထို့တူပဲဘုရားဂုဏ်ကိုအာယုံပြုပြီးတော့ချီနူးမှုရတယ်လို့ပဲတရားဂုဏ်တွေကိုအာယုံပြုပြီးတော့လည်းချီနူးမှုတွေရတယ်နောက်တစ်ခါသံဃာဂုဏ်ကိုအာယုံပြုပြီးတော့လည်းပဲစိတ်ထဲမှာချီနူးမှုတွေရနိုင်တယ်အဲ့တော့ဘုရားတရားသံဃာယရဏသုံးပါးရဲ့ဂုဏ်ကိုအာယုံပြုပြီးတော့စိတ်ချီနူးမှုတွေရလာအောင်ကြိုးစားအထောက်ရမယ်ဒါကိုအဝိဇ္ဇပတ္တာဒလို့ခေါ်တယ်အဲ့ဒီအဝိဇ္ဇပတ္တာဒကိလေသာတွေကင်းသွားတာနဲ့တပြိုင်နက်စိတ်ထဲမှာဘုရားတရားသံဃာနဲ့ပတ်သက်ပြီးတော့ချီနူးမှု၃ရပ်ကိုရရှိသွားတယ်တရားစွမ်းအားတွေရရှိသွားတယ်အဲ့ဒီရရှိသွားခြင်းဟာနောက်ထပ်ကျန်နေတဲ့ကိလေသာတွေကိုဖယ်ရှားဖို့အတွက်အရေးကြီးတဲ့စွမ်းအားတွေပဲဖြစ်တယ်ပေါ့အဲ့ဒီစွမ်းအားကိုအသုံးချရမယ်လို့ဆိုလိုတယ်ဒါကြောင့်မို့ဒါကိုဆက်ပြီးတော့မြတ်စွာဘုရားဟောတာယင်နဲ့နှလုံးထဲမှာရှိတဲ့စိတ်ရဲ့အညစ်အကြေးတရားတွေကိုအညစ်အကြေးဖြစ်သိပြီးတဲ့အခါမှာဆိုင်ရာအကြောင်းတရားတွေနဲ့သူတို့ကိုဖယ်ရှားလိုက်တယ်ဖယ်ရှားလိုက်လို့အကြောင်းတရားတွေကင်းသွားပြီဆိုရင်ဘုရားကုံကိုအာရုံပြုတယ်တရားကုံကိုအာရုံပြုတယ်သံဃာကုံကိုအာရုံပြုတယ်အဝိဇ္ဇပတ္တာရဆိုတဲ့ခိုင်မာတဲ့ယုံကြည်မှုကိုရရှိအောင်ကြိုးစားအထောက်တယ်အဲ့တော့ပုရုဇဉ်ရဲ့တရားဆိုတာမခိုင်မာဘူးသောတာပန်ဖြစ်သွားမှတရားဆိုတာခိုင်မာတယ်မခိုင်ဘူးဆိုတာဒီဘဝမှာခိုင်ရင်ခိုင်မဲနောက်ဘဝကျပြောင်းရင်ပြောင်းသွားတယ်တချို့ကျတော့ဒီဘဝတင်တောင်မှမခိုင်မာဘူးပြောင်းလဲနိုင်တယ်ပေါ့ဒီအဝိဇ္ဇပတ္တာရဆိုတာဘယ်တော့မှမပြောင်းလဲတဲ့ယုံကြည်ချက်လို့အဓိပ္ပာယ်ရတယ်ဣစုတေနပတ္တာဒေနဘယ်တော့မှရွေ့ရှားသွားမှာမဟုတ်ဘူးဘုရားကုံနဲ့ပတ်သက်ပြီးတော့ခါကြတော့အမှန်ကန်သိထားသည့်အတွက်ကြောင့်အစလေနလှုပ်ရှားရင်းရိုင်မှုမရှိဘူးဣစုတေနရွှေလျာပျောက်ကွယ်သွားတာမရှိတဲ့ယုံကြည်မှုလို့ဆိုလိုတယ်ပေါ့
အဲ့ဒါကိုအဝိစ္စပတာရအသိဉာဏ်နဲ့သက်ဝင်သိရှိနားလည်ပြီးယုံကြည်တာခိုင်မာတဲ့ယုံကြည်ချက်လို့ဆိုလို့တယ်နော်အဲ့ဒီတရား blind faith လို့ဟာမျိုးမဟုတ်သူပညာပါသည့်အတွက်ကြောင့်အမှန်တမ်းအရေးကြီးတယ်ဒါကိုဓတနမူလိကတတ္ထာလို့ခေါ်တယ်မြတ်စွာဘုရားရဲ့အရေးချင်းကိုကိုယ်တိုင်သိရှိပြီးတော့အမြင်ပေါ်မှာအခြေခံတဲ့ယုံကြည်ချက်လို့ခေါ်တယ်နော်ကိုယ်တိုင်မြင်ထားတာသူများကိုယုံစရာမှမရှိတော့တာကိုယ်တိုင်သိထားတဲ့အသိဉာဏ်ပေါ်မှာအခြေခံတဲ့ယုံကြည်ချက်ကိုအဝိစ္စပတာရလို့ခေါ်တယ်တနည်းအားဖြင့်အာကာရဝတိတတ္ထာအကျိုးအကြောင်းလုံလောက်တဲ့တရားအဲ့ဒီတရားတွေကိုဆက်လက်ပြီးတော့ထူထောင်ပါတဲ့စိတ်ရဲ့ညစ်ကြေးကင်းပြီးသွားပြီတဲ့အခါမှာအဲ့ဒီတရားစွမ်းအား၃မျိုးနဲ့ပံ့ပိုးပြီးတော့ပေးလိုက်ပါအဲ့ဒါပြီးတော့မြတ်စွာဘုရားဘာဆက်ဟောတော့ဆိုယထောတိခောပနတ္တစတ္တဟောတိဒီပါဠိလေးရဲ့အဓိပ္ပာယ်ကယထောတိလို့လည်းရှိတယ်ယတောတိလို့လည်းရှိတယ်ဩတိစတ္တဩတိဆိုတာအပိုင်းခြားလိုက်အညစ်အကြေးတွေကိုဖယ်ရှားတာသူနဲ့သက်ဆိုင်ရာသူဖယ်ရှားသွားတာအကုန်လုံးဖယ်ရှားတာမဟုတ်ဘူးအဲ့တော့ဘာတွေကိုရည်ညွှန်းတာတော့ဆိုဩတိဆိုတာသောတပတိမေသရဂါမိမေအနာဂါမိမေဆိုတဲ့အောက်မတူအဓိကတော့သောတပတိမေနဲ့အနာဂါမိမေပေါ့သူကအကန့်အသတ်နဲ့ဖယ်ရှားတယ်လို့ဆိုလို့တယ်ဩတိရဲ့အဓိပ္ပာယ်ကအကန့်အသတ်ချက်အတိုင်းဖယ်ရှားတာနော်အကုန်လုံးမဖယ်ရှားနိုင်ဘူးအကန့်အသတ်နဲ့ပဲဖယ်ရှားတာအဲကြောင့်မို့အကန့်အသတ်လိုက်ဖယ်ရှားတယ်ဆိုတာခုနပြောခဲ့တဲ့သောတပတိမေနဲ့ကမက္ခပလာဒစသည်ဖယ်ရှားတယ်နာဂမိမေကပြဘာရစသည်ဖယ်ရှားတယ်အရဟတဝနဲ့ကအဘိဓါစသည်ဖယ်ရှားတယ်ဆိုဒါအကန့်အသတ်နဲ့ဖယ်ရှားတယ်လို့ခေါ်တယ်သောတပတိမေတို့နာဂမိမေတို့ဖယ်ရှားမှုကအပြည့်အစုံမဟုတ်သည့်အတွက်ကြောင့်ဩထိစတ္တအကန့်အသတ်အနေနဲ့သူကစတ္တဆိုတာစွန့်ပစ်တာစွန့်လွတ်လိုက်တာအဲ့ဒီမှာမြတ်စွာဘုရားသုံးထားတဲ့စကားပါတော့ဆိုရင်ယထောတိခောပနတ္တစတ္တံဟောတိဝန္တံဝိမု ക്ത ံပဟိနံပတိနိသထံလို့ဟောတယ်အထိပ္ပယ်ကပါတော့ဆိုရင်ရှင်ထဲမှာရှိတဲ့စိတ်ရဲ့အညစ်အကြေးတွေကိုအပိုင်းခြားအကန့်အသတ်နဲ့စွန့်ပစ်တယ်စတ္တဆိုစွန့်လွတ်လိုက်တယ်အဲ့တော့တချို့ကစွန့်လွတ်ပြီးတော့လည်းပြန်ယူတတ်သေးတယ်လေပြစ်လိုက်ပြီးမှပြန်ကောက်လာတာရှိသေးတယ်ဒါကြောင့်မို့နောက်စကားလုံးတစ်ခုထပ်ပြီးတော့သုံးတယ်မြတ်စွာဘုရားဝန္တံထွေးပြစ်လိုက်တာဝန္တံဆိုတာနောက်ထပ်ပြန်မယူတော့ဘူးလို့ဆိုလို့တယ်ပြန်မယူတော့စွန့်လွတ်လိုက်တယ်ထွေးထုတ်ပလိုက်တယ်အဲ့တော့ထွေးထုတ်ပလိုက်ပြီးတဲ့အခါကျတော့ထွေးတော့ထွေးတယ်အပြင်ထိအောင်အကုန်မရောက်ဘူးဆိုတာမျိုးကရှိတတ်သေးတယ်ဒါကြောင့်မို့ဝိမု ക്ത ံလုံးဝလွတ်သွားပြီအပြင်လုံးဝရောက်သွားပြီကိုယ်ရင်ထဲမှာမရှိတော့ဘူးရင်ထဲလွတ်သွားပြီဝိမု ക്ത ံပဟိနာပျောက်ကွယ်ကိုသွားပြီပတိနိသထံလုံးဝလက်ကြံမရှိအောင်ဖယ်ရှားပလိုက်ပြီလို့ဆိုအဲ့တော့ဒီစကလုံးလေးတွေကတစ်ခုနဲ့တစ်ခုအားကိုပြီးဖယ်ရှားမှုကိုစွမ်းပို့ပြီးတော့ပြပြအောင်ဟောတာပဲဖြစ်တယ်နော်အဲ့တော့ဒီစကလုံးငါးလုံးကိုစတ္တတဲ့ဝန္တတဲ့ဝိမု ക്ത တဲ့ပဟိနတဲ့ပတိနိသထတဲ့အဲ့စကလုံးလေးတွေဟာအလုံးကဖယ်ရှားတယ်ဆိုတဲ့အဓိပ္ပာယ်တွေပဲသို့တော့ဖယ်ရှားဖို့ဖယ်ရှားနေကြမတူကြဘူးအဲ့တော့အလုံးကိုခြုံငုံပြောလိုက်မယ်ဆိုရင်လုံးဝလွတ်ကျွတ်ကင်းရှင်းဖယ်ရှားပလိုက်တယ်လို့ဆိုလိုတယ်စိတ်ရဲ့အညစ်အကြေးတွေကိုလုံးဝသန့်စင်ပြလိုက်တယ်ဖျားကုံတရားကုံသံဃာကုံကိုအာယုပြုပြီးတော့လုံးဝသန့်စင်ပြလိုက်တယ်လုံးဝသန့်ရှင်းပြလိုက်တယ်လို့အဲ့ဒီအဓိပ္ပာယ်ကိုမြတ်စွာဘုရားဟောတာအဲ့တော့ဒီကိလေသာအညစ်အကြေးတွေနဲ့ပတ်သက်ပြီးတော့တာမန်ဆွလွတ်ယုံများမဟုတ်တော့ပဲနဲ့လုံးဝရှင်းထုတ်ဖယ်ရှားပလိုက်ပြီဖ
ဖះကုံတရားကုံကိုအာယုပြုပြီးတော့ယင်ထဲမှာရှင်းသွားအောင်လုပ်တယ်ဖះကုံတရားကုံသံဃာကုံအပြုပြီးတော့ယင်ထဲမှာရှင်းသွားတယ်အဲ့ဒီလိုလုပ်တော့ဘယ်လိုအကျိုးတွေရဖះကုံတရားကုံကိုအာယုပြုပြီးတော့ဖះတရားသံဃာယရဏသုံးပါးရဲ့ကုံကိုအာယုပြုပြီးတော့ခိုင်မာတဲ့စိတ်ကြည်နူးမှုကိုရတဲ့ပုဂ္ဂိုလ်တယောက်ရှင်ထဲမှာရှိတဲ့ကိလေသာအညစ်အကြေးတွေကိုလုံးဝရှင်းထုတ်လိုက်တဲ့ပုဂ္ဂိုလ်တယောက်ဘယ်လိုအခြေအနေတွေဖြစ်လာတော့ဆိုသောလဝတိအထဝေဒံသောလဝတိဓမ္မဝေဒံလဝတိဓမ္မုပသဟိတံပမောက္ဆာအဲ့ဒါလို့ရှင်းထုတ်လိုက်တာဆိုလို့ရှိရင်သူကမြတ်စွာဘုရားရဲ့ပေါ်မှာလုံးဝကြည်ညိုပြီးတော့အနှစ်သာရပြေဝတယ်မြတ်စွာဘုရားရဲ့ခုံအရေးချင်းတွေပေါ်မှာတက်ရောက်ပြီးတော့လုံးဝကြည်ညိုတဲ့ကြည်နူးတဲ့လုံးဝသိတဲ့ဝမ်းမြောက်ကြည်နူးမှုနဲ့ဝမ်းမြောက်ကြည်နူးမှုနဲ့ရှင်တဲ့အသိဉာဏ်မျိုးကိုရတယ်ဝေဒဆိုတာဝမ်းသာခြင်းနဲ့အသိဉာဏ်ဝေဒဆိုတဲ့စကားလုံးကဝမ်းသာခြင်းနဲ့အသိဉာဏ်နှစ်ခုဟောတယ်နော်လဝတိအထဝေဒံဖះကုံပေါ်မှာတက်ရောက်မှုရှိနေတဲ့ကြည်နူးမှုသောမနတဆိုတဲ့ဝမ်းသာမှုနဲ့သောမနတဉာဏတံပယုတ်တာသောမနတဆိုတဲ့ဉာဏ်နဲ့ရှင်းတဲ့သောမနတနဲ့ရှင်းတဲ့ဉာဏ်နော်ဝမ်းသာမှုနဲ့သိမြင်မှုဝမ်းသာခြင်းသိခြင်းဆိုတဲ့ဒီအဓိပ္ပာယ်နှစ်ခုယူပြီးတော့လဝတိအထဝေဒံလဝတိဓမ္မဝေဒံအထဆိုတာချင်းကပ်ထိုက်လို့သိမ့်ပိုက်ထိုက်လို့ရယူထားထိုက်လို့အထဖះကုံတော်တွေဟာချင်းကပ်တိုက်တယ်သွားပြီးတော့ကိုးကွယ်တိုက်တယ်အရေးချင်းတွေဖြစ်လို့အထအဲ့ဒီဖះကုံတော်တွေဟာမကောင်းတဲ့ဘဝကိုမရောက်အောင်တားဆီးပေးနိုင်တာဖြစ်သောကြောင့်သူကဓမ္မအထဓမ္မထိတိတ်ပဲနဲ့လည်းဖွင့်တယ်နောက်တနည်းကအထကအကျိုးဓမ္မကအကြောင်းအကျိုးဖြစ်တဲ့အရာကိုလည်းသိမြင်တယ်အကြောင်းဖြစ်တဲ့အရာကိုလည်းသိမြင်တယ်ဝမ်းသာကြည်နူးမှုတွေဖြစ်တယ်အဲ့တော့ဘုရားကုံတရားကုံအားကုံအားပြုလို့တရားတရားတွေတိုးတက်လာပြီဆိုရင်ဘာဆက်ဖြစ်လာတော့ဆိုရင်ဝမ်းသာခြင်းနဲ့ဝမ်းသာမှုနဲ့ရှင်တယ်ဝမ်းသာခြင်းနဲ့အသိဉာဏ်ဒီနှမျိုးထပ်ပြီးတော့ရရှိလာတယ်လို့ပြောတာဝိဓာဆိုတဲ့ဝန္တာမှုနဲ့အသိဉာဏ်ဒီနှစ်ခုကောင်းကောင်းကြီးပြန်ရလာတယ်အထုဓမ္မတံဟိတဓမ္မတံဟိတပါမောက္ဆာအထဝေဒီအထဝေဒဓမ္မဝေဒဓမ္မတံဟိတပါမောက္ဆာဒီသုံးမျိုးဟောတယ်ဒီသုံးမျိုးဟောတာဓမ္မုပတဟိတပမောက္ဆာဆိုတာဒီတရားတွေနဲ့ပတ်သက်လာပြီးတော့စဉ်းစားလိုက်တိုင်းဒီဝန္တကြည်နူးမှုတွေတိုးတက်ရလာတဲ့စိတ်ချမ်းသာမှုပိဋိဖြစ်မှုဆိုတာဒါတွေထပ်ပေါ်လာတယ်လို့အဲ့တော့ရှင်းရှင်းပြောတာတော့ဘုရားကုံကိုအာရုံပြုပြီးတော့ဝန္တာတယ်အသိဉာဏ်တွေဖြစ်တယ်တရားကုံကိုအာရုံပြုပြီးတော့ဝန္တာတယ်အသိဉာဏ်တွေဖြစ်တယ်တန်ခါကုံကိုအောင်ပြုပြီးတော့ဝမ်းသာတဲ့အသိဉာဏ်တွေဖြစ်တယ်။ကိုယ့်ရဲ့နှလုံးထဲမှာစိတ်ရဲ့အညစ်အကြေးတွေကိုဖယ်ရှားပစ်လိုက်နိုင်လို့ဝမ်းသာတာနဲ့အသိဉာဏ်ဒီလိုဖြစ်လာတယ်လို့ဆိုလို့တယ်။အဲ့ဒါကိုဒီမှာရှင်းပြီးတော့ရသော်ပြဟောတာ။အဲ့တော့ဒီသုတ္တမှာစိတ်ရဲ့အညစ်အကြေးတွေကိုဖယ်ရှားခြင်းဖျားတရားသံဃာကုံတွေပေါ်မှာနှစ်ကာကယုံကြည်ခြင်းဝန္တာမှုနဲ့အသိဉာဏ်ရရှိမှု၎င်းတို့ရဲ့အကျိုးချေစုဆိုပြီးတော့ဒီဟာအဓိကခွင်းဆက်အနေနဲ့မြတ်စွာဘုရားဟောလိုက်တယ်။ခွင်းဆက်အနေနဲ့ဟောတယ်။အညစ်အကြေးတွေကင်းသွားပြီဆိုရင်ဒီအခြေအနေတွေဟာလူတွေရဲ့တဏ္ဍာမှာဖြစ်လာမယ်လို့စဉ်းစားလိုက်တဲ့ဝန္တာကြည်နူးမှုတွေဖြစ်လာမယ်လို့ဓမ္မုပတံဟိတံပမောက္ဆာအဲ့ဒါတွေကိုသိပြီးသိရှိဝန္တာပြီးတော့အနုစာဝမ်းမြောက်မှုလေးတွေဖြစ်လာတယ်
ဝမ်းသာမှုရဲ့နောက်မှာဝမ်းမြောက်မှုဆိုတာလာတယ်အဲ့တော့ဝမ်းသာမှုနဲ့ဝမ်းမြောက်မှုကဘာကွာတော့ဆိုဝမ်းသာမှုကအသေးဖွဲဝမ်းမြောက်မှုကပူကြီးလာတယ်လို့သူတို့ဆိုလို့တယ်ပေါ့နော်သူကအားရှိတာနဲ့မရှိတာဒီလိုကွာတယ်ဆင်ငယ်ဖြစ်လာတဲ့သဘောကိုပြောပြတာအဲ့ဒီကနေပြီးတော့ဟုတ်ပြီဒီအဋ္ဌဓမ္မနဲ့ပတ်သက်ပြီးတော့ဒီလိုဝမ်းသာမှုတွေသိဉာဏ်တွေဖြစ်လာပြီဆိုလို့ရှိရင်ဘယ်လိုအကျိုးတွေရလာတာတော့ဘယ်လိုဟာတွေဆက်လက်ဖြစ်ပေါ်လာတော့ဒီဆိုင်ရာအကြောင်းတရားဖြစ်လာလို့ရှိရင်ဒီအကျိုးဆက်ဆိုတာကိုယ်ကလုံးယူရတာမဟုတ်ဘူးခွင်းဆက်အနေနဲ့ဖြစ်လာတာအဲ့တော့ဝမ်းမြောက်မှုဖြစ်လာတဲ့အခါမှာဘာဖြစ်တော့ဆိုပမုဒိတတပိတိစာယတိဝမ်းမြောက်မှုဖြစ်လာလို့ရှိရင်ပိတိလို့ဆိုတဲ့နှစ်ချိုက်မှုတသိမ့်ရှင်ထဲမှာလိုက်ပြီးတော့ဖြစ်လာတဲ့ပိတိဆိုပေါ်လာတယ်ဝမ်းမြောက်မှုကိုလွန်ကဲလာတဲ့အခါပိတိအဆင့်ရောက်လာတယ်သူတို့ဆိုလို့တယ်ပေါ့ပမုဒိတတပိတိစာယတိဝမ်းမြောက်တဲ့ပုဂ္ဂိုလ်မှာပိတိဖြစ်လာတယ်ပိတိမနတကာယောပတ္တပိတိဖြစ်နေတဲ့ပုဂ္ဂိုလ်ရဲ့စိတ်ဟာငြိမ်နေတယ်အေးချမ်းနေတယ်ငြိမ်ချမ်းတယ်ပူပန်တာမရှိဘူးစိတ်ထဲမှာတောကိုအေးချမ်းပီတိဖြစ်နေပြီဆိုအေးချမ်းနေပြီဒါကိုစက်ပဲဆင်ငယ်အကျိုးဖြစ်လာတာပီတိဝင်လာလို့ရှိရင်နာမကာယရူပကာယအေးချမ်းသွားတယ်ဟုတ်ပြီအဲ့လိုအေးချမ်းသွားတာကိုပတ္တတိလို့ခေါ်တယ်ပတ္တကာယောဒုက္ခဝေဒေတိအဲ့လိုကိုယ်ရောစိတ်ရောအေးချမ်းသွားပြီဆိုရင်ဘာဖြစ်လဲဆိုနေလို့ထိုင်လို့ကောင်းလာတယ်စိတ်ချမ်းသာလာတယ်ပို့ပြီးတော့ကြည်နူးွယ်ရာတွေဖြစ်လာတယ်ဟောဒုက္ခဝေဒေတိစိတ်ချမ်းသာမှုတွေကိုရလာတယ်ဒါဖြင့်စိတ်ချမ်းသာမှုရတော့ဘာဖြစ်လဲဒုက္ခိနောစိတ်တံသမာဓိယတိချမ်းသာမှုရလာတဲ့ပုဂ္ဂိုလ်ရဲ့စိတ်ဟာဘယ်ဟာကိုအာရုံပြုလိုက်ငြိမ်နေလှုပ်ရှားမနေဘူးလှုပ်ခတ်မနေဘူးဘုရားကုံအာရုံပြုလိုက်လဲငြိမ်သွားတယ်တရားကုံအာရုံပြုလိုက်လဲငြိမ်သွားတယ်အဲ့တော့စိတ်ငြိမ်တာနဲ့မငြိမ်တာထင်ရှားတယ်လေတစုံတစ်ခုစိတ်ဆင်းရဲစရာကျုံနေတဲ့လူဟာပြရခတ်တာပဲလေစိတ်ကမငြိမ်ဘူးလေတမန်နေထားဖြင့်ဆိုရင်ကြည်နူးနေရင်စိတ်ကငြိမ်သွားတာအာယုံလေးတစ်ခုပေါ်မှာစိတ်ကတည်ငြိမ်နေတာအဲဒါကြောင့်မို့ချမ်းသာနေပြီဆိုရင်ဒုက္ခိနောစိတ်တံသမာဓိယတိသမာဓိဆိုတာရလာတယ်အဲ့တော့ဒါတွေကခွင်းဆက်တွေပဲအဝိဇ္ဇပတ္တရာဆိုတဲ့ဘုရားတရားသံဃာယရဏသုံးပါးနဲ့ပတ်သက်ပြီးကြည်နူးလာလို့ရှိရင်ပမောဇ္ဇဆိုတာဖြစ်တယ်ပမောဇ္ဇဖြစ်လို့ရှိရင်ပိတိဖြစ်တယ်ပိတိဖြစ်လို့ရှိရင်စိတ်ရောကိုယ်ရောငြိမ်းချမ်းတယ်စိတ်ရောကိုယ်ရောငြိမ်းချမ်းလို့ရှိရင်ချမ်းသာတယ်ချမ်းသာပြီဆိုလို့ရှိရင်စိတ်တည်ငြိမ်တယ်ဒါကွင်းဆက်ပဲအဲ့ဒါလို့သွားတာဆက်ပြီးတော့ဒီမှာသမာဓိကိုတင်မြတ်စွာဘုရားအဓိကထားပြီးတော့လမ်းဆုံးအနေနဲ့အဲ့ဒါလို့ဟောတာရှေ့ဆက်သွားရင်သမာဓိရှိမှယထာဘုဒ္ဓဉာဏတတနာဆိုတာအမှန်ကန်မြင်နေဆိုတာအဲ့ဒီဘက်ကိုပြမှာသို့တော့ဒီသုတ်တံမှာဒုက္ခိနောစိတ်တံသမာဓိယတိခုရှေ့ပိုင်းမှာစိတ်လေးတည်ငြိမ်တာလေးကိုပြောပြတာနော်အဲ့လိုစိတ်ကလေးဟာတည်ငြိမ်လာတယ်တဲ့အဲ့တော့စိတ်ရဲ့အငြိကြီးဖြစ်တဲ့ကိလေသာတွေကိုဖယ်ရှားတယ်ဖျားတရားသံဃာအောင်ပြုပြီးတော့တရားတွေဖြစ်တယ်တရားတွေဖြစ်တော့စိတ်ထဲမှာဝမ်းသာမှုတွေသိမြင်မှုတွေဖြစ်လာတယ်အဲ့လိုဖြစ်လာတဲ့အခါမှာဒါရဲ့ရလတ်အကျိုးဆက်ကပါတယ်အဲ့လိုကိလေသာတွေလည်းဖယ်ရှားနိုင်တယ်တရားစွမ်းအားတွေလည်းကြီးတယ်နောက်ဆုံးကဒီဖယ်ရှားတယ်ဆိုတာအနာဂတ်နဲ့ဖယ်ရှားတာဆိုအနာဂတ်အဆင့်မျိုးဒီပုဂ္ဂိုလ်ကရောက်သွားတယ်နော်အနာဂတ်အဆင့်ရောက်သွားပြီဆိုတော့အနာဂတ်အဆင့်ရောက်သွားတဲ့ပုဂ္ဂိုလ်တယောက်ရဲ့ဒီအန္တရာယ်ကင်းမှုကိုမြတ်စွာဘုရားကလူတိုင်းသိနိုင်အောင်ဘယ်လိုဟောတော့ဆိုရင်အဲ့ဒီလူအသိဉာဏ်နဲ့ရှိပြီးတော့ဝန္တာပီတိဖြစ်နေတဲ့တမာရီစွမ်းအားတွေကောင်းနေတယ်သီလတွေနဲ့ပြည့်စုံတဲ့တမာရီကောင်းတဲ့ပညာကောင်းတဲ့ဆိုတဲ့ပုဂ္ဂိုလ်တယောက်ဟာတဲ့ဘ
လောက်ကောင်းတဲ့အစာအာဟာရတွေပဲစားစားသူ့မှာလောဘကအန္တရာယ်မပြုတ်နိုင်တော့ဘူးလို့ဆိုလိုတာဘလောက်ကောင်းတဲ့တွေ့လောဘဖြစ်တော့ဘူးလို့ပြောတာနော်ဘလောက်ဆိုးတာနဲ့တွေ့ဒေါသမဖြစ်တော့ဘူးဆိုလို့စိတ်ငြိမ်သွားတယ်ဘလောက်ကောင်းတာနဲ့တွေ့အဲ့တော့လူဆိုတာကပုံမှန်လေးဆိုရင်တော့လောဘမဖြစ်ဘူးရှိုးနေတဲ့အရာပေါ်မှာလောဘမဖြစ်ဘူးတိတ်ကောင်းတာနဲ့တွေ့ရင်တော့လောဘအငုတ်ကပေါ်လာတတ်တယ်လေပေါ်လာတတ်တယ်စိတ်ဟာပြောင်းသွားတတ်တယ်လေဒါကြောင့်မို့ဒီအနာဂတ်အဆင့်ရောက်သွားတဲ့ပုဂ္ဂိုလ်တယောက်ဟာခုနပြောတဲ့အရေးချင်းတွေရှိလို့ရှိရင်တဲ့ကောင်းပြီဆိုတဲ့အစာအာဟာရတွေစားတောင်မှပဲအဲ့ဒီစားခြင်းကြောင့်တမန်ပုဂ္ဂိုလ်ဒီမှာလောဘတက်ပြီးတော့ရတတဏှာနဲ့ဒီစာမျိုးစားခြင်းနဲ့စိတ်အမြဲတမ်းပေါက်ပြီးတော့လောဘတကြီးတဝတပြေစားတာမျိုးမဟုတ်ဘူးသူ့ဘာသူဆင်ញင်တုံတရားနဲ့စားတဲ့လောက်စားပြီးတော့ကောင်းလို့ဖိစားတာမျိုးမလုပ်တော့ဘူးမလုပ်သည့်အတွက်ကြောင့်လောဘကသူ့ကိုမနှိမ့်ဆက်နိုင်တော့ဘူးလို့ဆိုလိုတယ်ဒါပေါလို့ဒါဟောတာတော့လို့ဆိုဒါအမတန်မှအရေးကြီးတဲ့အချက်တစ်ခုပဲမြတ်စွာဘုရားရဲ့ခုံတော်တွေထဲမှာစရဏတရား15ပါးဆိုတာဟောထားရှိတယ်အခြေခံစရဏတရားက4ပါးရှိတယ်အဲ့ဒီ4ပါးကဘာလို့ဆိုရင်သီလရဲ့အိန္ဒြေထိမ့်သိမ့်ဆောက်ရှောက်တဲ့အိန္ဒြိယသံဝရရဲ့ဘောဇနိမတ္တညုတာရဲ့သာဂရိယနုယောဂရဲ့ဒီလေးခုအဲ့ဒီမှာဘောဇနိမတ္တညုတာဆိုတာထည့်ထားတယ်လူတွေမှာဒုက္ခပေးတာအစာနဲ့ဒုက္ခပေးတာရတ္တတဏှာဒုက္ခပေးတတ်တယ်ဒီပြားတွေရှောင်နိုင်ပြီမဲ့လို့ဒါကိုရှောင်နိုင်ခဲ့တယ်လို့ဆိုလိုတယ်ပဲဖြောက်ခိုင်းနိုင်တယ်ရတ္တတဏှာပို့ပြီးတော့ဆိုးတယ်လို့ပြောတာမတည့်လဲမတည့်မှန်းသိလဲစားတာပဲလေရှိရယောဂရှိလို့အချိုနဲ့မတည့်ဘူးဆိုရင်လည်းနည်းနည်းလေးတော့စားလိုက်ခြင်းတယ်ဟိုကမတည့်ဘူးဆိုလဲကြိုက်တတ်တဲ့အစာဆိုနည်းနည်းလေးတော့စားခြင်းသေးတယ်အဲ့လိုဖြစ်လာတချို့ကျတော့နည်းနည်းတယ်မကဝါစားတယ်ဘေးကလူကမစားဖို့တတိပေးရင်တော့ဝါစားပြီးသေမယ်လို့တောင်သူကပြောသေးတယ်အဲ့လိုတွေဖြစ်တယ်အဲ့ဒါကြောင့်မို့လို့ကိုလောဘကိုမထိန်နိုင်တဲ့အထိပ္ပယ်ကိုဖော်ပြတာဒီအနာဂံဆိုတဲ့အဆင့်ရောက်သွားတဲ့ပုဂ္ဂိုလ်တယောက်ဟာဘာစားဒီအစာအာဟာရသူ့ကိုဆွဲဆောင်နိုင်မှုမရှိတော့ဘူးတဲ့မဆွဲဆောင်တော့ဘူးသူကအစာရဲ့ဆွဲဆောင်တဲ့နောက်ကိုမလိုက်ဘူးတဲ့ဟုတ်တယ်လေဒိန်ကြီးတွင်းသီးကြိုက်တဲ့လူကတွင်းသီးနံလေးမြင်လို့ရှင်သိကြအဲ့ဒါအစာဆွဲဆောင်တာပဲလေဒိန်ချင်းသီးကြိုက်တဲ့လူကလည်းဒိန်ချင်းသီးမြင်မစားပဲနေတယ်အဲ့ဒါအစာရဲ့ဆွဲဆောင်မှုပဲအဲ့ဒီဆွဲဆောင်မှုတွေမခံရတော့ဘူးတဲ့ဘလောက်ကောင်းတာစားသူစိတ်ဟာလောဘရဲ့လွှမ်းမိုးမှုကိုမခံရတော့ဘူးအနေရမဖြစ်တော့ဘူးလို့မြတ်စွာဘုရားဟောတယ်ဥပမာဆိုပါစို့တဲ့ဒါဘာကြောင့်ဒီလိုဖြူစင်မှုရသွားတယ်လဲလို့ဆိုလို့ရှိရင်ကိုယ့်ရဲ့ရင်ထဲမှာကိလေသာအညစ်အကြေးတွေကင်းနေလို့သာဖြစ်တယ်အဲ့ဒီကိလေသာအညစ်အကြေးတွေဟာအဝတ်မှာဆွဲပေးနေတဲ့အညစ်အကြေးတွေဟာရှည်တို့ဆပ်ပြတို့နဲ့ဖွလျှော်လိုက်လို့ရှိရင်အဲ့ဒီအညစ်အကြေးဟာပျောက်ကွယ်သွားတယ်အဲ့ဒီပျောက်ကွယ်သွားသလိုအခုပြောခဲ့တဲ့အဝိဇ္ဇပတာရဆိုတဲ့ယုံကြည်မှုတွေခိုင်မာတဲ့ယုံကြည်မှုတွေဝန္တာမှုတွေကြည်နူးမှုတွေကနေပြီးတော့စိတ်ထဲကအညစ်အကြေးတွေကိုဆေးကြောပလိုက်တယ်တခါမတန်းစင်တဲ့ရွှေကိုမိုက်ခွက်တဲ့ထည့်ပြီးတော့ကျင်လိုက်တဲ့အခါမှာမတန်းစင်တာတွေကတန်းစင်သွားတယ်နော်မိုက်ခွက်ထဲမှာထည့်ပြီးတော့ကျင်လိုက်တဲ့အခါမှာရွှေထဲမှာမတန်းစင်တဲ့ဓာတ်တွေကိုတန်းစင်ပြီးတော့ပြစ်လိုက်တယ်အဲ့ဒါလိုပဲအဝတ်ကိုဆပ်ပြနဲ့ရေနဲ့ဖွလျှော်ပြီးတန်းစင်သလိုမတန်းစင်သေးတဲ့ရွှေကိုမိုက်ခွက်ထဲထည့်ပြီးတော့တန်းရှင်အောင်လုပ်သလိုပေါ့အဲ့ဒီလိုသူ့ရဲ့စိတ်တွေဟာလည်းပဲအခုပြောခဲ့တဲ့သဘာဝတရားတွေမြတ်စွာဘုရားပေါ်မှာယုံကြည်ချက်ခ
ခိုင်မာတယ်ယုံကြည်မှုကိုအကြောင်းပြုပြီးတော့စဉ်းစားလိုက်တဲ့အခါဝမ်းသာကြည်နူးမှုတွေဖြစ်တယ်ဝမ်းသာကြည်နူးမှုတွေရဲ့အကျိုးဆက်တွေကိုဆင်ခြင်တဲ့အခါမှာပို့၍ဝမ်းသာကြည်နူးမှုတွေဖြစ်တယ်အဲ့ဒါတွေကနေပြီးတန်းစင်ဆေးကြောပြလိုက်တော့သူဟာလုံးဝတန်းရှင်းစင်ကြယ်သွားတဲ့အနေအထားမျိုးကိုရောက်တယ်လို့အဲ့လိုခေါ်တာမြတ်စွာဘုရားနော်ဟုတ်ပြီတမာတိရလာပြီဆိုရင်ဘာလို့အောင်မလဲနောက်ထပ်ဆက်ပြီးတော့ဘာဟောတော့ဆိုတော့မေတ္တာသဟဂတိနာစေတသာဧကံဓိတံပရိတဝဝိဟရတိပြမဝိဟရတရား၄ပါးကိုဒီသုတ်တန်ရဲ့နောက်ဆက်တွဲအနေနဲ့ခထဟောတယ်မြတ်စွာဘုရားဒါဘာကြောင့်လို့ဆိုရင်ခုနကစိတ်ရဲ့အညစ်အကြေးတွေထဲမှာဖော်ပြထားတာပါတော့ဆိုလောဘဒေါသပါတယ်လေအဲ့ဒေါသကိုတိုက်ရိုက်ဆေးကြောပေးနိုင်တဲ့တရားကတော့မေတ္တာပဲဖြစ်တယ်ပေါ့အဲ့ဒါကြောင့်မို့ဗြဟ္မဝိဟာရတရားကိုဆက်ပြီးတော့မြတ်စွာဘုရားဟောတယ်တဘာဝတရားဆိုတာဒီကမ္မထာတွေကဘယ်ကမ္မထာမဲ့ဖြစ်ဖြစ်ရှင်တဲ့နှလုံးထဲမှာရှိတဲ့ကိလေသာတွေကိုတန့်စင်ဆေးကြောနိုင်တာကြီးပဲဘုရားကုံတော်ကလည်းပဲပွားမဲ့ဆိုရင်တန့်စင်ဆေးကြောနိုင်တယ်တရားကုံတော်ပွားပြီးတော့လည်းတန့်စင်ဆေးကြောလို့ရတယ်တန်ခါကုံပွားပြီးတော့လည်းတန့်စင်ဆေးကြောလို့ရတယ်အဲ့ထဲမှာထပ်ပြီးတော့မေတ္တာနဲ့တည့်ရဲ့သစ္စာနဲ့ဒေါသဆိုတဲ့အညစ်အကြေးကိုမေတ္တာဘာဝနာပွားပြီးတော့တန့်စင်ဆေးကြောမှုမြတ်စွာဘုရားပြတယ်ဒါကြောင့်မို့တရားကိုဆက်ဟောတယ်တော့မေတ္တာသဟဂတိနာအဲ့ဒီပုဂ္ဂိုလ်ဟာမေတ္တာတွေလွှမ်းခြုံထားတဲ့စိတ်နဲ့တဲ့အယမျက်နှာတစ်ခုကိုဖြန့်ပြီးတော့သူမေတ္တာစိတ်နဲ့ဖြန့်ပြီးတော့နေတယ်ဆိုတနည်းအားဖြင့်ပြောမယ်ဆိုလို့ရှိရင်အယမျက်နှာတစ်ခုဆိုတာပုဂ္ဂိုလ်တယောက်ပေါ်မှာမေတ္တာတွေဖြန့်နေတယ်ဖြန့်လိုက်တယ်အယမျက်နှာနဲ့ပြောမယ်ဆိုလို့ရှိရင်တော့အရှိရက်ကိုတစ်ခုကိုမေတ္တာဖြန့်တယ်ပုဂ္ဂိုလ်နဲ့ပြောမယ်ဆိုရင်ပုဂ္ဂိုလ်တယောက်ပေါ်မှာမေတ္တာဖြန့်လိုက်တယ်ပုဂ္ဂိုလ်တော်ယောက်ပေါ်မှာမေတ္တာဖြန့်ပြီးတော့နေလိုက်တယ်သူ့ရဲ့အကျိုးစီးပွားကိုလိုလားတဲ့စိတ်တွေတဖွာဖွာဖြစ်နေအောင်လုပ်တယ်နော်ချမ်းသာပါစေဆင်ပြေပါစေကျန်းမာပါစေဆိုရက်မေတ္တာစိတ်တွေဒီပုဂ္ဂိုလ်တူပေါ်မှာလွှမ်းခြုံပြီးတော့ဖြစ်သွားအောင်စင်စမဲ့ပြတ်ပို့ပေးတယ်အဲ့ဒီကနေသူထတ်ချဲ့လိုက်တယ်တထာဒုတိယတော့အရှိရက်ကိုမေတ္တာပို့တယ်ဆိုရင်တခါတောင်ရက်ကိုပို့လိုက်မယ်တထာတတိယနောက်တစ်ခုထပ်တိုးတယ်အနောက်ရက်နောက်တစ်ခုထပ်တိုးတယ်မြောက်ရက်ဟုတ်လားပထမအယမျက်နှာတစ်ခုကိုပို့တယ်ဒုတိယအယမျက်နှာတစ်ခုကိုထပ်တိုးတယ်ထပ်တိုးပြီးတတိယအယမျက်နှာတစ်ခုထပ်ပို့တိုးတယ်နောက်စတုထအယမျက်နှာတစ်ခုထပ်တိုးတယ်လူပုဂ္ဂိုလ်ဆိုရင်ပထမပုဂ္ဂိုလ်တယောက်ကိုပို့တယ်နောက်ဒုတိယပုဂ္ဂိုလ်တယောက်ကိုပို့တယ်တတိယပုဂ္ဂိုလ်တယောက်ကိုပို့တယ်စတုထပုဂ္ဂိုလ်တယောက်ကိုပို့တယ်အဲ့ဒီလို